ကျွေးမွေးခဲ့အင်္ဂါခွေလေးအရွယ်ရောက်တော့ချမ်းလုံးအောင်ကင်းဆုံးတဲ့ပြီဒီမှာကြောင့်မလေးကငါကမခိုင်းမဲ့ကြွက်ခုတ်တဲ့တာဝန်ရွက်ခုတ်တဲ့တာဝန်မနဲ့ဆိုငါသူတို့ကိုစာခေါ်ကျွေးတော့ဘယ်စီရေးသိတရီရတယ်အင်္ဂါခွေလောက်ကြောင့်မလေးလောက်မင်းဒီတရင်ကောင်းမယ်မနဲ့ဆို